အခုချိန်မှာနှစ်ပွဲသုံးပွဲနိုင်ုံနဲ့စိတ်လိုက်မှန်မှာဆုံးဖြတ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီစကားတွေမပြောချင်ပါဘူးခင်ဗျားတို့အတွက်အခုချိန်မှာဒီစကားတွေကနားခါမယ်ဆိုတာသိပါတယ်ဒီဘဲကတော့နီးပြတွေကိုစောက်ဖောင်းထုတ်ဖို့လောက်ပဲသိတယ်ဆိုတာမျိုးလဲပြောကြမယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ပြောရပါဦးမယ်ကာရစ်ကိုအမြဲတမ်းနီးပြအဖြစ်ကျွန်တော်သဘောမတူပါဘူးကျွန်တော်တို့ဒီရုပ်ရှင်ကိုကြည့်ဖူးပြီးသားဗျအိုလီတုံးကလည်းဒီလိုပဲအစပိုင်းမှာနိုင်ပွဲတွေဆက်တယ် PSG ကိုနိုင်တယ်အားလုံးပျော်ခဲ့ကြတယ်အဲ့တော့ကကျွန်တော်အားလုံးစိတ်ခံစားချက်နောက်ကိုပါပြီးသူ့ကိုအမြဲတမ်းနီးပြအဖြစ်ခန့်အပ်ခဲ့ကြတယ်မဟုတ်လားနောင်18လလောက်ကြာတော့ဘာဖြစ်သွားလဲ Ole at the wheel ဆိုပြီးတော့ကျွန်တော်တို့ရွတ်ဆိုခဲ့ကြပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီဘေးနေရပြုတ်ထွက်ကုန်ပြီးကျွန်တော်တို့ကိုပြန်ပြီးတော့ငိုကြွေးစေခဲ့တာပဲမဟုတ်လားအခုကာရစ်ကိုအမြဲတမ်းနီးပြရာတို့ပေးလိုက်မယ်ဆိုရင်လေနောက်18လလောက်ကြာမယ်ဆိုရင်ကျွန်တော်ဒီဇက်လန်ကိုပဲပြန်ကရလိမ့်မယ်လို့ထင်နေပါတယ်အဲ့ဒါကကာရစ်ကိုကုညီရမရောက်ဘူးသူ့ကိုကြာရှုံးဖို့ဖန်တီးပေးလိုက်သလိုဖြစ်သွားနိုင်ပါတယ်မိုက်ကယ်ကာရစ်ဆိုတာအရန်တော်တဲ့ပုံကိုတယောက်ပါတည်ငြိမ်တယ်ညံကောင်းတယ်ဒါပေမဲ့ယူနိုက်တက်လိုအသင်းကြီးကိုရေရှည်ဆွဲတင်ဖို့ဆိုတာအတွေ့အကြုံလိုပါတယ်။နွေရာသီရောက်ရင်ကမ္ဘာအဆင့်မီနီးပြတယောက်ရှာရမယ်။အန်ဆယ်လော်တီတို့တူချယ်တို့အန်ရစ်တို့လိုချန်ပီယံလိရဘူးတဲ့သူမျိုးပေါ့။အဲဒီလိုဆရာကြီးတွေအောက်မှာဂါရစ်ကိုတွဲပေးပြီးနောက်ထပ်2နှစ်3နှစ်လောက်ပညာယူခိုင်းလိုက်တာကမှသူ့အတွက်ရောအသင်းအတွက်ရောအကောင်းဆုံးဖြစ်မှာပါ။အခုချိန်မှာနှစ်ပွဲသုံးပွဲနိုင်ုံနဲ့စိတ်လိုက်မှန်မှာဆုံးဖြတ်လိုက်မယ်ဆိုရင်နောက်တစ်ချိန်မှာကာရစ်လည်းအိုလေးလိုပဲအဆုံးသက်သွားမှာကိုကျွန်တော်မလိုလားပါဘူးဒါကသူ့ကိုမုန်းလို့ပြောတာမဟုတ်ပါဘူးသူ့ကိုကျွန်တော်ကာကွယ်ခြင်းလို့ပြောနေတာပါအားလုံးနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဂယ်ရီနေဗီပါဟုတ်ကဲ့ဒါကတော့ဂယ်ရီနေဗီရဲ့ကာရစ်အပေါ်မှာအမြဲတမ်းနီးပြခန့်အပ်ဖို့စောသေးတယ်ဆိုတဲ့အမြင်ကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်အခုလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားဆင်ခံစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်ဆုံးထိနာဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ